မင်္ဂလာပါမဟာဝိဒတ်ပါမန္တန်တော်ကြီးပူဇော်မဲ့ချိန်ဟာအခြားလနဲ့မတူဘူးဆိုလို့ဘလို့လဲဆိုတာလေးကိုသိချင်လို့ဝင်မေးကြတဲ့သူတွေတွေ့လို့ဆရာမထပ်ပြီးရှင်းပြပါမယ်နော်အခုလကမဟာဝိဒတ်ပမန္တန်ပူဇော်ဖို့အတွက်ဒဏသိတိနက္ခတ်နဲ့စမ်းရှင်ချိန်ကိုတွက်ပေးလိုက်တာမှန်တယ်ဒါပေမဲ့ပထမပိုင်းမှာတော့စမ်းကြီးပဲသီးသန့်နော်နက္ခတ်ပေါ်မှာရှိနေပေမဲ့အဲ့ဒီကာလရဲ့ဒုတိယပိုင်းမှာတော့နက္ခတ်ပေါ်မှာစမ်းတဲ့အတူရာဟုချိုပါရှိနေမဲ့ကာလဖြစ်တယ်ဒါကြောင့်ဆရာမကပထမအထုံးကပြောခဲ့ဘူးတဲ့နော်ကာကြီးအချိန်ခါခွေးအချိန်ဂန်းငယ်အချိန်ချိန်3ချိန်အဲ့ဒီထဲမှာဆရာမကဂန်းငယ်အချိန်ကိုဦးစားပေးပြီးလုပ်ပါလို့လည်းလားစင်ပြောခဲ့တယ်အခုနော်ရှင်းအောင်ပြောချင်ပါတယ်မွန်းတဲ့ချိန်ဖြစ်တဲ့ခါခွေးကိုလည်းမလုံနဲ့ရာဟုနဲ့ရှင်နေတဲ့ချိန်ဖြစ်နေလို့နော်ဂန်းငယ်ဖြစ်တဲ့လက်ဆန်းနှက်ခတ်ထပ်တဲ့ချိန်ကိုလည်းမလုံနဲ့ရာဟုနဲ့ရှင်နေလို့အဲ့တော့အချိန်အားဖြင့်ကာကြီးအချိန်ဖြစ်တဲ့နော်29ရက်နေ့ကနေစပြီးဝင်လိုက်တာ28ရက်နေ့အထိနက္ခတ်ပေါ်မှာတနင်္လာကြိုရှိနေတဲ့ဆိုရက်အချိန်ထဲမှာအဲ့ဒီအချိန်ကိုနှစ်ပိုင်းပိုင်းပြီးပထမပိုင်းမှာမဟာဝိဒတ်ပမန္တန်ကိုပူဇော်ပြီးဒုတိယပိုင်းမှာနမောတေနေမင်းပရိတ်လာမင်းပရိတ်ကိုပူဇော်ရမှာဖြစ်တယ်နော်ခဏလေးအဲ့ဒီလိုပူဇော်ရမှာဖြစ်တယ်အဲ့တော့အချိန်လေးကိုပြောမယ်နော်ပထမပိုင်းဖြစ်တဲ့မဟာဝိဒတ်ပမန္တန်ကိုပုံမှန်ပူဇော်နေတဲ့အတိုင်းပြင်ဆင်ပြီးပူဇော်ရမယ်အချိန်ကသူကအချိန်ကာလအရှိကြီးပဲမိမိအစဉ်ပြေတဲ့အချိန်ပူဇော်နော်29ရက်နေ့ဩဂတ်လ29ရက်နေ့မနေ့ပြန်နော်မနေ့စောကြီးတနာရီ49မိနစ်39စက္ကန့်ကနေနေ့လယ်12:44မိနစ်10စက္ကန့်အတွင်းမိမိအစဉ်ပြေတဲ့အချိန်ကိုမဟာဝိဒတ်ပမန္တန်ကြီးပူဇော်ဟုတ်ပြီနော်ဒုတိယပိုင်းအဲ့ဒီနက္ခတ်အချိန်ရဲ့ဒုတိယပိုင်းအချိန်ဟာရာဟုနဲ့ရှင်တွဲတဲ့ကုံရာသီကိုတနင်္လာကြိုရောက်သွားတဲ့အတွက်ဆရာမကအဲ့ဒီကာလမှာမဟာဝိဒတ်ပမန္တန်ကြီးပူဇော်တာထက်နမောတေနေမင်းပရိတ်လာမင်းပရိတ်ကိုပူဇော်စေချင်တာနော်အဲ့တော့အဲ့ဒီအချိန်ကဘယ်အချိန်လဲဆိုတော့နေ့လေ29ရက်နေ့နော်မနေ့ပြန်နော်နေ့လေ12:44မိနစ်10စက္ကန့်ကနေနောက်နေ့28ရက်နေ့ဩဂတ်လ28ရက်နေ့တောက်ကြနေ့နော်မနေ့စောကြီး3:18စက္ကန့်အတွင်းထဲမှာဖြစ်တယ်နော်အဲ့ဒီကာလမှာတော့နမောတေနေမင်းပရိတ်လာမင်းပရိတ်ကို54ချိန်ပူဇော်ရမယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အဲ့ဒီကာလထဲဝင်နေရင်ရပြီနော်အဲ့ဒီလိုပူဇော်သွားဖို့ဖြစ်ပါတယ်အားလုံးနားလည်ပြီးလို့ယူဆပါတယ်ရှင်